တရုတ်ဒန်နာကြီးမှာကဘာကြီးကိုဖန်ဆင်းခဲ့တာပန်းကူးနယ်ဖျားဖြစ်ပါတယ်။ကဘာကြီးဖြစ်ပေါ်လာကတည်းကအရှိအနောက်တောင်မြောက်ဆိုတဲ့အရလီမျက်နှာရှိပါတယ်။အရှိဘက်ပန်းသီးတောင်မှာတော့ကောင်းကင်နဲ့မြေကြီးကနေမွေးဖွားလာတဲ့ကြောက်တုံးမြောက်တစ်ကောင်ပေါ်ပေါက်လာပါတယ်။ကြောက်တုံးမြောက်မွေးဖွားလာတဲ့အချိန်စကြဝဠာတစ်ခုလုံးမြည်ဟီးသွားပြီးကောင်းကင်ဘုံမှာတုန်လှုပ်သွားပါတယ်။အဲဒါကြောင့်တရားမင်းကအကြောင်းစုံသိရအောင်သူ့ရဲ့နှစ်သားနှစ်ပါးကိုဆေးလွတ်ပြီးကဘာမြေပေါ်ကိုကြည့်ခိုင်းပါတယ်။နှစ်သားနှစ်ပါးကြည့်လိုက်တဲ့အချိန်မှာတော့ရွှေရောင်အစင်းရှိတဲ့မြောက်တစ်ကောင်ကကြောက်တုံးကနေမွေးဖွားလာတယ်ဆိုတာကိုသိသွားပါတယ်။နှစ်သားနှစ်ပါးကလည်းသူတို့မြင်ခဲ့တဲ့အကြောင်းစုံကိုတရားမင်းကိုရှောက်တင်လိုက်တော့တရားမင်းကဘာမှမဟုတ်တဲ့ကိစ္စလေးပဲဆိုပြီးလိလူရှူထားလိုက်ပါတယ်။တစ်ဖက်မှာလည်းကြောက်တုံးမြောက်ကိုပန်းသီးတောင်မှာရှိတဲ့မြောက်ဖရင်နဲ့မိဖုရားမွေးစားလိုက်ပါတယ်။ရာသီဥတုဖောက်ပြန်တဲ့တနေ့မှာတော့ပန်းသီးတောင်ကိုမထင်မှတ်ပဲမိုးကြိုးတွေဆက်တိုက်ပစ်ချပါတယ်။ကန်ဆူးမှသွားလေးကမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းအမိုးကြိုးကမြောက်ဖရင်ကိုထိမှန်သွားပါတယ်။မိုးကြိုးကြောင့်ရှောသွားတဲ့မြောက်ဖရင်ကသူ့သားကြောက်တုံးမြောက်ကိုမြောက်သူမြောက်သားတွေကိုအေးချမ်းစွာဆောက်ရှောက်ဖို့မှာသွားပါတယ်။ကန်ရန်ကောင်းလုံးနဲ့မြောက်တီကလည်းမိုးကြိုးမုန်တိုင်းပြီးတော့ရေကြီးမှုကိုထပ်ပြီးကြုံရပါတယ်။ရေကြီးလို့မြောက်တီနေရပျက်စီးသွားခြင်းကြောက်တုံးမြောက်ကပန်းသီးတောင်ရဲ့ရေတကွန်နောက်ကလိုက်မှုကိုတွေ့ရှိသွားပါတယ်။အဲဒါကြောင့်ကြောက်တုံးမြောက်ကသူ့ရဲ့မြောက်သူမြောက်သားတွေအန်ရီကင်းအောင်အခုမှနေဖို့ပြောလိုက်ပါတယ်။မြောက်တီအားလုံးအတွက်အန်ရီကင်းသွားပြီမဲ့ကြောက်တုံးမြောက်အတွက်ကတော့ကန်ဆယ်မှုတွေကမပြီးသေးပါဘူး။တရက်မှာတော့ကြောက်တုံးမြောက်ရဲ့အမေကမမွန်သီးတဲ့အစားလုံပြီးရှော့သွားပါတယ်။ကြောက်တုံးမြောက်ကသူ့ရဲ့မွေးစားမိပါနှစ်ပါးလုံးတည်ဆုံသွားတဲ့အတွက်သူလည်းတည်ရမှာကိုကြောက်နေပါတယ်။အဲဒါကြောင့်ကြုံရဆွဲခံထားတဲ့မြောက်ဝင်ကြီးကိုသူမသိချင်သေးဘူးဆိုပြီးရင်ဖွင့်ပါတယ်။ဒါပေမဲ့ပညာမတတ်တဲ့မြောက်ဝင်ကြီးကမရဘူးမင်းတစ်ချိန်ကျရင်တည်ဦးတည်ရမယ်ဆိုပြီးနှစ်သိမ့်ပါတယ်။အားတက်သွားတဲ့ကြောက်တုံးမြောက်ကလည်းငါမသိအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးထပ်မိပါတယ်။အဲချိန်ကျမှဝင်ကြီးမြောက်ကသူ့ရဲ့အကြံဉာဏ်တွေအကုန်လုံးကိုထုတ်ထုတ်ပြီးမသိမျိုးဖြစ်အောင်လုပ်ရမယ်ဆိုပြီးပြောပါတယ်။ဝူခုံးကလည်းမသိမျိုးဖြစ်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုပြီးမေးပါတယ်။ဝင်ကြီးမြောက်ကလည်းသူကိုယ်တိုင်တော့နီးလန်းမသိပေမဲ့သင်ပေးနိုင်တဲ့ဆရာတစ်ပါးရှိရဲဆိုပြီးလမ်းညွှန်ပေးလိုက်ပါတယ်။အဲဒါကြောင့်ဝူခုံးကလည်းကုန်းထက်တဲ့ရေးနဲ့ခရီးနေလာပြီးအဆရာရှိရဲစီကိုသွားပါတယ်။အဆရာကြီးရဲ့နာမည်ကတော့ပူတီပါ။ကြောက်တုံးမြောက်ကနှစ်ပေါင်းများစွာခရီးနေခဲ့ပြီးတနေရာရောက်မှတော့ထင်းခွေသမိုင်းသချင်းဆိုတန်ကိုကြားလိုက်ပါတယ်။ဘာသချင်းလဲဆိုတော့ကျွန်တော်လည်းတရုတ်စကားမတက်လို့မသိပါဘူး။ကြောက်တုံးမြောက်ကထင်းခွေသမားကိုခမရမသိမျိုးလားဆိုပြီးမေးပါတယ်။ထင်းခွေသမားငါသားမဲ့ထင်းခွေသမားပဲဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာမသိမျိုးနဲ့ဖျားရှိတဲ့ကူကိုသိတယ်ဆိုပြီးညွှန်ပြလိုက်ပါတယ်။ကြောက်တုံးမြောက်ကထင်းခွေသမားညွှန်ပေးလိုက်တဲ့ကူကိုရောက်တော့ကူတကားကပွင့်လာပြီးအထဲကနေလူငယ်လေးတစ်ယောက်ထွက်လာပါတယ်။လူငယ်လေးကမြောက်ကိုခမရကြောက်တုံးကနေမွေးဖွားလာတဲ့မြောက်လားဆိုပြီးတန်းမိပါတယ်။မြောက်ကလည်းဟုတ်တယ်လို့ပြောလိုက်တော့ဒါဆိုရင်ဆရာခမရကိုတပည့်ဖြစ်လက်မခံဘူးပြန်သွားတော့ဆိုပြီးနှင်ထုတ်လိုက်ပါတယ်။ရောက်ချင်းစောင်းနဲ့ထွင်ခံလိုက်ရတဲ့မြောက်ကလည်းပြန်မသွားပဲကူရှိမှပဲရက်ဆောင်နေလိုက်ပါတယ်။အဲ့နောက်မှာတော့ဇွဲမလျှော့တဲ့မြောက်ကိုဆရာပူတီကတပည့်ဖြစ်လက်ခံလိုက်ပါတယ်။တပည့်ဖြစ်ချင်းဆရာပူတီကကြောက်တုံးမြောက်ကိုစိုးမှုခုံဆိုပြီးနာမည်ပေးလိုက်ပါတယ်။အစောမတ်တဲ့မြောက်ကဆရာပူတီသင်ပေးတဲ့တရားစာတွေကိုတစ်လုံးမှမမိပါဘူး။ဒါပေမဲ့ပါရမီပါတဲ့အတွက်ကြောင့်တခြားကျောင်းသားတွေထက်တော့ပိုပြီးတော်ပါတယ်။တရက်မှာတော့ဆရာပူတီကသူသင်ပေးတဲ့တရားစာတွေကိုတစ်လုံးမှမရတဲ့အတွက်ဝူခုံးကောင်ကိုသုံးချက်ရိုက်ပြီးတော့ထွက်သွားပါတယ်။ခေါင်းကိုသုံးချက်ရိုက်ခံလိုက်ရတဲ့ဝူခုံးကဘလို့သဘောပေါက်သွားလဲမသိပေမဲ့ည3 နာရီဘယ်သူမှမရှိတော့အချိန်ဆရာကိုလာတွေ့ခိုင်းနေဆိုပြီးနားလဲသွားပါတယ်။ညရောက်တော့ဝူခုံးကဆရာပူတီခန်းထဲသွားပြီးတော့သူမသိမျိုးဖြစ်ချင်ကြောင်းပြောပါတယ်။အဲဒါကြောင့်ဆရာကြီးကဝူခုံးကို82မျိုးအသွင်ပြောင်းနည်းကိုသင်ပေးပြီးမသိမျိုးဖြစ်အောင်လုပ်ပေးပါတယ်။ပါရမီပါတဲ့ဝူခုံးကအများကြီးသင်စရာမလိုပဲခဏအတွင်းမှာပဲအားလုံးကိုတက်မြောက်သွားပါတယ်။နောက်ရက်ရောက်တော့ဝူခုံးရဲ့အစွမ်းကိုသိတဲ့ကျောင်းသားတွေကဆရာကြီးမရှိတော့တစ်ပင်အကြီးပုံစံကိုပြောင်းခိုင်းပါတယ်။မြောက်ပြီးရင်ခွေတဲ့အောင်ကားတဲ့ဝူခုံးကလည်းတစ်ပင်ပုံစံကိုပြောင်းလိုက်ပါတယ်။ဒါနဲ့ဒီမကြည့်နေသေးပဲကျောင်းသားတွေကမိမတယောက်ပုံစံကိုပြောင်းခိုင်းပါတယ်။ဝူခုံးကလည်းသူ့စိတ်ကူးထဲမှာရှိတဲ့မိမလားတယောက်ရဲ့ပုံစံကိုပြောင်းလိုက်ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာဆရာကြီးပူရီကသူတို့နားမှာရှိနေတာဟုတ်ပါဆရာကြီးကကိုယ့်ရဲ့ပညာတွေကိုတူတူသိသိမရှိပဲကြွားဖို့အတွက်ထုတ်သုံးတဲ့ဝူခုံးကိုအပြစ်ပေးရဲ့အနေနဲ့သူ့ရဲ့မွေးရဲ့မျက်စိပြန်ခိုင်းပါတယ်။ဒါရင်မဟုတ်သေးပဲသူ့ရဲ့ဆရာကြီးပူရီဖြစ်ကြောင်းကိုထုတ်ပြောမိရင်လည်းဝူခုံးရဲ့ဝိညာဉ်နဲ့ခန္ဓာကိုယ်ဖျက်ဆီးပြစ်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဆရာစကားကိုမလွန်ဆန်ရဲတဲ့ဝူခုံးကလည်းသူ့ရဲ့မွေးရဲ့မြေပန်းသီးတောင်ကိုပြန်လာရင်အပိုင်းတွေပြီးဆုံးသွားပါတယ်။နောက်ရက်ကျရင် Journey to the West အပိုင်း 2 ကိုဆက်တင်ပေးပါမလို့ကျွန်တော်ရဲ့ channel ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦး။